Hello အခုလုပ်ပေးမှာက collective reading လေးပေါ့နော် collective reading ကိုဒီမှာကတ်တီကြိုပြီးတော့ဆွဲထားတယ်ကိုအနားမှာတယောက်ယောက်ရှိနေတဲ့သူကိုမေးချင်တဲ့သူကိုစိတ်ထဲမှာစဉ်းစားလိုက်ပေါ့နော်အဲ့ဒီလူကကိုအနီးထဲမှာရှိတဲ့လူကိုအနားမှာရှိတဲ့လူကကိုပေါ်မှာသစ္စာရှိလားယုံရလားဒါမှမဟုတ်လို့ရှိရင်နောက်ွယ်မှာကိုပေါ်မှာမယုံမသားတာရှိနေလားဆိုတာကိုreading လေးမေးထားပေးတယ်အဲ့မှာကိုယ့်ဘက်သူ့ဘက် energy check အရင်လုပ်ပေးမယ်ပေါ့နော်ကိုယ့်ဘက် energy ကိုနဲ့ကြိုက်တယ်သူ့ဘက် energy သူနဲ့ကြိုက်တယ်ဒါမှမဟုတ်လို့ရှိရင် tarot reading တွေရဲ့ထုံးစံအတိုင်း energy switch ဖြစ်တာတော့ရှိရတယ်ကိုယ့်ဘက်ဆိုတာဒီသူ့ဘက်နဲ့ကြိုက်နေပြီးတော့သူ့ဘက်ကကိုယ့်ဘက်နဲ့ကြိုက်နေရင်လည်း energy switch ဖြစ်တဲ့အတိုင်းယူလို့ရတယ်အဲ့ဒီ energy check မှာကြိုက်တယ်ဆိုမှဒီ reading ကိုဆက်ကြည့်ပေါ့နော်အဲ့တော့အရင်ဆုံးဒါက collective လေးတွေရဲ့ zodiac sign เนาะဒီမှာ collective လေးတွေရဲ့ zodiac sign ကိုအရင်ကြည့်မယ်9ကနန်းเนาะအဲ့တော့9လပိုင်းမှာမွေးဖွားတဲ့သူ9ရက်နေ့မှာမွေးဖွားတဲ့သူပေါင်းချင်းကနန်း9ရတဲ့သူတွေဟိုမှာ23လို့14ရက်နေ့မှာမွေးဖွားတဲ့သူအဲ့ဒီလိုမျိုးလူတွေပါတယ်ဆိုရင် collective လေးတွေရဲ့ energy နဲ့ကိုက်နိုင်တာကိုတွေ့ရတယ်နောက်တစ်ခုကြာသပတေးเนาะ5ဆိုတော့ကြာသပတေးသားသမီးတွေဆိုရင် collective reading လေးဘက်ကနေ collective လေးတွေဘက်နဲ့ energy ကိုက်နိုင်တယ်နောက်တစ်ခုက Virgo เนาะVirgo season ဘွားတွေ24ရက်8လကနေ22ရက်9လပိုင်းအတွင်းမှာမွေးဖွားတဲ့သူเนาะဒါမှမဟုတ်ကိုယ့်ရဲ့မွေးရက်မွေးလမွေးနေ့တစ်ခုခုမှာ6ခန်းပါတဲ့သူမွေးနေ့ဒီကဲပေါင်းချင်း6ခန်းရှိတယ်ပေါ့နော်။24ရက်တို့15ရက်တို့အဲ့လိုမျိုးမှာမွေးဖွားတဲ့သူတွေဆိုလို့ရှိရင်ဒီ energy နဲ့ကိုက်တယ်လို့ယူဆလို့ရတယ်ဒီ reading ကိုကြည့်လို့ရတယ်။နောက်တစ်ခုက Taurus earth sign နေเนาะearth sign တွေကဟို earth sign တွေကတခြားလူတွေတက်စားလို့ရှိရင်အခြေရေးမှာတည်တတ်တဲ့ခိုင်မြဲတဲ့ဟိုတည်ငြိမ်တဲ့အဲ့လိုမျိုးလူတွေက play ခံရတာမျိုးအခုနှစ်ယောက်လုံးက sign တစ်ခုလုံး earth sign တွေဖြစ်နေဒီမှာဆိုရင်21ရက်4လကနေ20ရက်5လအတွင်းမှာမွေးဖွားတဲ့သူတွေဒါမှမဟုတ်ရင်နှစ်ကနန်း2လပိုင်းတို့2ရက်နေတို့เนาะ17ရက်နေတို့17လပိုင်းတို့အဲ့လိုမျိုးမွေးဖွားတဲ့သူတွေ energy check နဲ့ကိုင်ညီကြည့်လို့ရတယ်အဲ့တော့တစ်ဖက်သူเนาะ collective လေးတွေရဲ့တစ်ဖက်ကစဉ်းစားတဲ့သူရဲ့ zodiac sign ဒါမှမဟုတ်လို့ရှိရင်သူရဲ့ energy check ကြည့်ပေးမယ်ဒီမှာဆိုရင်8ကနန်းเนาะအဲ့တော့မွေးရက်က8ရက်နေ့တို့เนาะ18ရက်နေ့တို့26ရက်နေ့တို့ပေါ့เนาะအဲ့လိုမျိုး8လပိုင်းမွေးဖွားတဲ့သူတွေပါတယ် collective လေးတွေရဲ့တစ်ဖက်သူ energy check မှာနောက်တစ်ခုက6လပိုင်းဒါမှမဟုတ်9ရက်နေ့ပေါင်းချင်းရမွေးနေ့တို့မွေးလာတော့က9ကနန်းနဲ့ပတ်သက်နေတဲ့သူတွေဒီ video ကိုကြည့်လို့ရတယ်ဒီဘက်ကတော့ sign နေမပါဘူးเนาะရက်ဟိုဟာတွေပဲမွေးနေ့ရက်တွေပဲသူလည်း Thursday ကြာသပတေးနော်9လပိုင်းတို့9ရက်နေ့တို့9ကနန်းပေါင်းချင်း9ကနန်းရတဲ့သူတွေဒီ reading မှာတစ်ဖက်သူရဲ့ energy မှာဒါတွေပါတယ်ဆိုရင်ဒီ reading ကိုဆက်ကြည့်လို့ရတယ်အဲ့တော့ collective လေးတွေရဲ့ဒီ reading က general အများစုလာကြည့်ကြမှာဖြစ်တဲ့အတွက်အကုန်လုံးကိုက်ညီခြင်းမှာကိုက်ညီတယ်ပေါ့နော်ကိုနဲ့လုံးဝတစ်ဖက်နဲ့မှလုံးဝမကိုက်ညီဘူးဆိုရင်ဒီ reading ကိုမကြည့်လို့ရတယ်ဒါ collective လေးရဲ့ energy check ပေါ့နော်ဒီ3ကတ်ထဲမှာအကုန်လုံးနဲ့ကိုက်ရှင်မှာကိုက်မှာတကတ်တလေးကိုက်တာလည်းဖြစ်တယ်လူအများစုကိုဖြစ်တယ်တော့ပေါ့နော် two of cups เนาะအဲ့တော့လက်ရှိအခြေအနေမှာအခြေရေးမှာအဆင်ပြေနေတဲ့သူတွေเนาะတစ်ဖက်သူနဲ့ကိုယ်နဲ့ခြေသွားနောက်လိုက်တွေညီပြီးတော့တယောက်နဲ့တယောက်ကိုအပေးအယူတွေတဲ့ပြီးညီမျှနေတာမျိုးတွေအဲ့လိုမျိုးသူတွေပါနိုင်တယ်ပေါ့နော်ဒါ two of cups energy ရှိနေတဲ့လက်ရှိအခြေအနေမှာအဲ့လိုရှိနေတဲ့သူတွေပါနိုင်တယ်နောက်တစ်ခုက eight of swords အခုအချိန်မှာအသေးကွဲပြီးတော့နာကျင်နေရတဲ့သူတွေเนาะဘယ်လမ်းကိုရွေးရမှလည်းမသိပဲနဲ့ဒဏ်ရာတွေကြားထဲမှာပိတ်ပြီးနေပြီးတော့ရှေ့ဆက်ဖို့အတွက်ကိုရက်တီဖို့လည်းအားမရှိဘူးရုံးထွက်ဖို့လည်းအားမရှိဘူးကိုယ့်ဘဝမှာပျော်စရာတွေအကုန်လုံးကဆွဲဆုပ်ယူခံလိုက်ရတယ်လို့မျိုးဘာမှမကြံတော့ဘူးဆိုတဲ့အချိန်လေးမှာမှောင်ထဲမှာငိုကြွေးနေရတယ်เนาะအေးဆက်နေတဲ့နှင်းခဲကြီးထဲမှာတောင်တွေကြားထဲမှာဖက်မပါဘဲနဲ့ဓာတ်တွေပက်လက်ဝိုင်းရထားတဲ့အခြေအနေမျိုးမှာကိုကဒီရုံးထွက်လို့မရဘဲနဲ့ပိတ်မိနေတယ်ဖန်ခံထားရတယ်အဲ့လိုမျိုး energy မျိုးခံစားနေရတဲ့သူတွေပါနိုင်တယ်ပေါ့နော်အခြေရေးအိမ်တော်ကြီးတစ်ဖက်သူကြောင့်မလို့နာကျင်ကြေကွဲနေရတဲ့သူတွေပါနိုင်တယ်တချို့ကကြတော့ king of cups ကိုယ့်ဘက်ကနေပြီးတော့เนาะစိတ်ခံစားချက်အပြည့်အဝနဲ့တစ်ဖက်သူအပေါ်မှာချစ်ချင်းမြတ်တာအပြည့်နဲ့နားလည်ပြီးတော့ခံစားပြီးတော့ချစ်ပေးနေတဲ့သူတွေเนาะ
ဒီ King of Cups energy နဲ့တစ်ဖက်သူပုံမှာနည်းနည်းတော့ကိုကcontrol လုပ်တတ်တယ်ပေါ့နော်ကိုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်တစ်ဖက်သူကလိုက်နာစေခြင်းနဲ့ငါနေ့ကိုကောင်းစေခြင်းလို့လုပ်ပေးတာနေငါစကားကိုနားထောင်ရမှာပေါ့ဆိုပြီးတော့အချစ်လွန်နေတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့တကယ်တော့မချစ်လို့မို့အရန်ကိုချင်းမြတ်တာတွေယူဖိတ်ပြီးတော့နော် Cups energy နဲ့ဆိုတော့စိတ်ခံစားချက်တွေအပြည့်အဝနဲ့တစ်ဖက်သူပုံမှာချစ်ပေးနေတဲ့သူတွေပါတယ်လို့ပြောထားတယ်ဒါက collective တွေရဲ့တစ်ဖက် collective ရဲ့ energy တစ်ဖက်သူရဲ့ energy တွေမှာဆိုရင် Queen of Cups ဒီမှာတစ်ဖက်က King of Cups ဖြစ်နေတဲ့အချိန်မှာတစ်ဖက်က Queen of Cups ဆိုတော့ဒီနှစ်ယောက်ကဒီနှစ်ဖက်ထဲမှာအချို့တွေဒီတကယ် twin flame energy မျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင် soul mate တွေလည်းဖြစ်နိုင်တယ်เนาะကိုယ့်ရဲ့တယောက်နဲ့တယောက်ကဘယ်လိုပဲမတည့်ပေမဲ့လည်းမကွဲခွာနိုင်ကြအောင်အတိတ်ဘဝရည်ဆက်တွေပါတဲ့အတွက်เนาะဒီမှာဆိုလို့ရှိရင်လည်းဘယင်မဆိုတဲ့အတွက်ဘယင်မဆိုတဲ့တစ်ဖက်သူပေါ်မှာကိုကအစအရာရာဂယုတဆိုင်နဲ့နားလဲပြီးကျင်နာပြီးနှွေးထွေးပြီးတော့ထုတ်ပြောစရာမလိုတော့အောင်အရေးကြီးကြီးနဲ့ချစ်ပေးတတ်တဲ့သူမျိုးတွေပါတယ်เนาะအဲ့ဒါဒီမှာလည်းအဲ့လိုပဲဘယင်မဆိုပေမဲ့လည်းသူကကိုတစ်ဖက်သူဟိုမှာမိုးလင်းရမိုးချုပ်အတွက်စရအရေးကြီးနဲ့စားတော့ဝေးစားလိုက်ပြင်စင်ပဲဟိုဘက်ကလူကတခါတလေအနေအထိုင်ချင်းကျက်လာအောင်အဲ့လောက်ကြီးမလုပ်ပြီးနဲ့အဲ့လောက်ကြီးဂယုမဆိုင်နေနဲ့ဆိုပြီးတော့ပြောရမယ်ဒါချစ်လို့ဂယုဆိုင်တာပဲနားဗာများလုံနေလို့လဲမုံပြစ်ထားမှာပေါ့ဆိုပြီးအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ light ဖက်ညီတဲ့ couple တွေပါတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရတယ်နောက်တစ်ခုကချို့ကကြတော့ fight of pentacles เนาะဒီမှာတဲ့ဇုံတွဲတွေမှာဆိုရင်အစင်မပြေလို့အေးဆက်နေရတဲ့ဆက်ဆံရေးတွေရှိနေတာမျိုးတွေเนาะတဲ့အိမ်ထဲမှာနေပေမဲ့တယောက်နဲ့တယောက်စကားမပြောနိုင်လောက်အောင်เนาะဆက်ဆံရေးတွေကအေးခဲနေတာမျိုးเนาะနာကျင်နေရတယ်ဒီမှာဆိုအဲ့ရထဲမှာငိုကြွေးနေသူ့မှာရွှေတွေငွေတွေပတ်စံတွေအများကြီးရှိနေပေမဲ့မှာဆိုရင် luxury ပေါ့နော်ဝေစားလေးရတယ်လှပပလေးလဲသူ့မှာစပင်းနေခဏကိုလေးတွေလှဝေစားလေးရလက်အဲ့ရလဲမှု့ရဤနေရပဲဒါပေမဲ့ငိုနေရတယ်เนาะအဲ့လိုမျိုးပုံစံမျိုးခံစားနေရတဲ့သူတွေပါနိုင်တယ်เนาะနောက်တစ်ခုက King of Wands အဲ့တော့ဒီဘက်မှာကျတော့ King of Wands ဆိုတာကကြဘယင်เนาะအချို့ကကြတော့သူတို့ကဘယင် energy နဲ့သူတို့ကချုပ်ကိုင်းခြင်းနဲ့သူတို့ကဥဆောင်ခြင်းနဲ့သူတို့ရဲ့စိတ်အားထက်သန်မှုကိုသူတို့ကပိုပြီးယူဆိုင်တယ်နည်းနည်းတစ်ဖက်သူအပေါ်မှာစောတော့ King of Cups တက်ဆိုင် King of Wands ကတိတ်ပြီးစိတ်ခံစားချက်ကိုဦးစားမပေးချစ်မပြတတ်ဘူးဒါပေမဲ့သူတို့ကစိတ်ရင်းအတိုင်းတော့ဆက်ဆံတတ်တယ်ဘယ်လိုခေါ်မလဲလျှို့ဝှက်ထားတာတွေမယိုးသားတာတွေအဲ့လိုအကောက်ကျန်တယ်အဲ့လိုတော့မရှိဘူးမွင်းရှင်းသမားကြီးပဲပေါ့နော်ဒီခါတလေကြာရင်နေရာတကာလိုက်ပြီးတော့ထိန်းချုပ်လို့ဆရာကြီးလို့စိတ်ညစ်ရတတ်တယ်ဒီလူတွေနဲ့ပတ်သက်မိလို့ရှင်เนาะဒါကတစ်ဖက်သူတွေမှာ King of Wands energy နဲ့လို့ချုပ်ကန်နေတာလွှမ်းမိုးနေတာနေရာတကာသူစကားပေါက်ချင်တာเนาะအဲ့လိုမျိုးပုံစံမျိုးတွေရှိရဲစိတ်တစ်ဖက်သူကဒီ collective လေးတွေပေါ်မှာတော့ချစ်ချင်းမြတ်တာရှိတယ်ယူဆိုင်ပေးတတ်တယ်ဒါပေမဲ့အဲ့ရိုးပြတတ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေ energy ရှိရဲတဲ့နောက်ဒီနှစ်ယောက်ကြားကအခြေရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆက်ဆံရေးမျိုးတွေလဲဆိုတာကိုဒါသုံးကတ်ဆွဲထားတယ်ပေါ့နော်ဒီလိုပြအောင်နော် trust တဲ့နော်အဲ့တော့ယုံကြည်နေတယ်ပေါ့နော် trust this situation is calling for you to have faith တို့ကကိုဒီ collective လေးတွေကတစ်ဖက်သူအပေါ်မှာယုံကြည်နေတာမျိုးနော်တစ်ဖက်သူကကိုယ်သစ္စာရှိတယ်နောက်ွယ်မှာမပေါက်ပြန်နဲနဲ့เนาะသစ္စာရှိနဲ့ချစ်ပေးနေတယ်ဒီကပူဇာဖတ်တဲ့ဒီမှာဖျားနဲ့မောင်လေးကရွေးချယ်ထားပြီးတဲ့ချစ်သူတွေဖြစ်တယ်ဆိုပြီးတော့ယုံကြည်နေတယ်တဲ့เนาะဒါ collective လေးတွေဘက်ကိုပြောထားတာဖြစ်မှာပေါ့เนาะဒါယုံကြည်မှုတွေအပြည့်အဝရှိနေတယ်ဆိုတာမျိုးတွေ့ရတယ်pay attention to the red flags တဲ့တစ်ဖက်သူကကိုယ့်အပေါ်မှာလုံးဝစင်းလုံးချောကြီးတော့မဟုတ်ဘူးပေါ့နော် red flags တွေတော့ရှိတတ်တယ်တဲ့နော်သူ့မှာကောင်းတဲ့အချက်တွေလည်းရှိတယ်လို့မကောင်းတဲ့အချက်တွေလည်းရှိတယ်ကိုယ့်အတွက်ကိုသူပြသလောက်ပဲကိုယ်မြင်ရတာပေါ့နော်သူ့အတွင်းမိုင်းမှာသူ့ရဲ့စိတ်ထဲမှာလျှို့ဝှက်ထားတာတွေကိုယ်ပေးမသိတာတွေဘာတွေရှိတတ်တယ်သူအချို့အရာတွေကသူ့အတွက်လည်းမကောင်းကိုယ့်အပေါ်မှာလည်းမယိုးသားတာတွေရှိတတ်တယ်အဲ့လိုမျိုးဟာတွေက red flags တွေပေါ့နော်အဲ့လိုအရာတွေတော့ရှိတတ်တယ်တဲ့နော်ဒါတွေကိုသတိထားဖို့လိုတယ် free yourself it's time to take back control of your life တဲ့နော်ဒီအချိန်မှာ
အချို့တွေကကြတော့ဒါလူတိုင်းကိုပြောတာမဟုတ်ဘူးเนาะဒီ share တက်မှာစောစောအသေးကွဲနေတဲ့လူတွေလည်းပါတယ်အဆင်ပြေနေတဲ့လူတွေလည်းပါတယ်ဆိုတော့အသေးကွဲနေတဲ့လူတွေဆိုလို့ရှိရင်တော့တစ်ဖက်သူပေါ်မှာပဲနှင်းမြုပ်ပြီးတော့တစွတ်စွတ်လို့ရေခဲတွေကြားထဲမှာနော်ဖန်ခံထားပြီးတော့ဓာတ်တွေနဲ့တရားနာတရားတွေနဲ့စိတ်ညစ်နေရတဲ့လူတွေဆိုတဲ့လူမျိုးတွေပါတယ်ဆိုလို့ရှိရင်ကိုရုံးထွက်ဖို့နော်လွတ်မြောက်အောင်လို့ဒီမှာခြံထဲမှာဒီမြင်းလေးကမခုံထွက်ဖက်နဲ့လွတ်မြောက်တဲ့လမ်းကိုမရှာဘူးဖြစ်နေတာပေါ့နော်တကယ်တော့ဒီ unicorn ဆိုတာကတကိုးရှိတယ်ဆွမ်းအားရှိတယ်သူခုံလိုက်ရင်ဒီခြံလေးကအလွယ်တကူပဲခုံထွက်လို့ရပါမယ်ကိုကမခုံထွက်ချင်လို့ဒါမခုံထွက်တာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေ့ရတယ်အဲ့တော့ကိုဘဝကိုပဲထိန်းချုပ်ဖို့ကိုဘဝကိုလွတ်မြောက်ဖို့ကိုဘဝကိုရွေးချယ်ဖို့အတွက်ကကို့မှာပဲတာဝန်ရှိတယ်အဲ့ဒါကြောင့်မို့လို့ free yourself ကိုလွတ်အောင်လုပ်ဖို့လဲလိုတယ်ဆိုတဲ့ပုံစံမျိုးကိုပြောထားတယ်ပေါ့နော်အဲ့တော့ဒီနှစ်ဖက်လုံးရဲ့ချစ်ရေးအဓိကမေးခွန်းပေါ့တစ်ဖက်သူကကိုယ့်ပေါ်မှာဂျုံရမလားသစ္စာရှိလားဖောက်ပြန်နေလားဘာတွေလုပ်နေလဲဆိုတာကိုဒီမြင်းခွာဟောပေါ့နော်9ကတ်နဲ့ဆွဲထားတယ်ဆိုလိုက်တော့ညလာမသိနော်အရင်ဆုံးဒါက future future မို့အတိတ်ပေါ့နော်စစ်ဆော့ဆိုတော့အတိတ်မှာတော့ကဒီ2ယောက်ထဲက1ယောက်ကအတိတ်မှာအစင်မပြေတဲ့ဆက်ဆံရေးတစ်ခုเนาะRS တစ်ခုကနေပြီးတော့ရုံးထွက်ခဲ့တာမျိုးเนาะ set of source energy နဲ့ကြောခိုင်းခဲ့ပြီးတော့ဒီလူနဲ့မတွေ့ခင်မှာနာကျင်စရာတွေဘဝမှာအချစ်ရေးပဲဖြစ်ဖြစ်လူမှုရေးမှာထိခိုက်နစ်နာခဲ့ရတာတွေအလုပ်ထဲမှာအဆင်မပြေတာတွေအဲ့လိုတစ်ခုခုကိုကြောခိုင်းပြီးတော့လုံးဝตายရတဲ့တက်တန့်ကြီးရှိတဲ့နေရာကိုရောက်လာခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะဒါအတိတ်မှာတော့ကအဲ့လိုလုံးဝမုန်းပုံခဲ့ပြီးမှဒီလူနဲ့တွေ့ခဲ့တာဆိုတဲ့ဟာမျိုးကိုပြောထားတယ်ဒါ internal and influence emperor တော့ချုပ်ကင်ခြင်းတယ်ဆိုတော့ဒီမှာလည်း king ပါတယ်နော် king of wands သဘောမျိုးပဲ emperor ဆိုတာလည်းဘယင်ပဲနော်ဘယင်ဆိုတာကျွယ်ဝတယ်အစအရာကိုချုပ်ကင်ခြင်းတယ်အာဏာပါဝါတွေနဲ့တိုင်းသူပြည်သားတွေပေါ်မှာသူကအုပ်ချုပ်ခြင်းတယ်ဒါပေမဲ့သူကသူ့တိုင်းသူပြည်သားတွေကိုမချစ်လို့တော့မဟုတ်ဘူးချစ်တယ်တိုင်းပြည်အတွက်ကိုအပြည့်အဝသူ့မှာလှုပ်ထိုက်တာတွေသူလှုပ်နေရလို့ဆိုတဲ့ပုံစံမျိုးနဲ့အဲ့တော့တိုင်းပြည်မှာဥမာထားပါတော့တခိုးဓမြတွေဆိုလို့ရှိရင်သူတက်ရှင်တက်မှာပဲတခါတလေအပြစ်ရှိတဲ့သူလည်းတခြားသူတွေကုန်းချောလိုက်သူတက်ရှင်တက်မှာပဲဘယင်ဆိုတာတသွေးတက်တန်တမိတ်ပဲเนาะအဲ့တော့ emperor energy နဲ့ဒီ RS ထဲမှာတစ်ဖက်ကိုလွှမ်းမိုးခြင်းနေတာမျိုးတွေရှိနေတယ်ဆိုတာမျိုးတွေ့ရတယ် main energy 3 of pentacles 3 of pentacles ဆိုတော့ဒီမှာဆိုရင်ဒါဒီပုံအရပဲကြည့်မယ်ဆိုရင်ရွေးရှင်အဲ့ဆိုဒီတစ်ပင်ကြီးတွေကနေပြီးတော့တစ်ပင်ရုပ်ထုထုနေတာပေါ့နော်ဒီအရှိကလူကထိုင်နေတယ်ဒီရုပ်ထုထုနေတယ်ဒီလူတွေကဆိုတော့ကိုလိုချင်တဲ့အရာတွေဖြစ်မြောက်လာဖို့เนาะကိုလိုချင်တဲ့အရာရဖို့ကိုကပြင်ပန်းခံပြီးတော့ထုစစ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်เนาะအဲ့တော့ဒါပေမဲ့ဒီမှာကြည့်လို့ရှိရင်ဒါယောက်ျားလေးလို့တူတွေနဲ့ထုရိုက်ပြီးတော့ဗပုထုနေတဲ့ပုံစံမျိုးတွေယောက်ျားလေးတွေလုပ်တဲ့ကျွမ်းကျင်တဲ့အရာမျိုးပေါ့เนาะအဲ့မှာတော့ဒီပုံစံရတယ်ပြောင်းပြန်ဖြစ်တယ်ယောက်ျားလေးကဗပုထုခံဖို့အတွက်ကိုထိုင်နေပြီးတော့မိန်းကလေးကသူ့နဲ့မမိမကန်းမှာထုနေရတယ်ဆိုတော့ DRS ကိုတည်မြဲဖို့အတွက်ကိုဒီ main ကလေးဘက်ကเนาะအဲ့တော့ဒီဗီဒီယိုလာကြည့်တဲ့ collective လေးတွေယောက်ျားလေးဖြစ်တယ်ဆိုရင်တစ်ဖက် main ကလေးကဒီနှစ်ယောက်ကြားတဲ့အခြေအနေတွေကို commitment ရဖို့ခိုင်မြဲဖို့ကို main ကလေးဘက်ကထုစစ်နေရဲဆိုတဲ့ပုံစံမျိုးတွေ့ရတယ်เนาะဒီဗီဒီယိုလာကြည့်တဲ့ collective လေးတွေက main ကလေးဆိုလို့ရှိရင်တော့ဒီအခြေအနေကိုဒီလိုတွေလုံးမလို့ဒီဘယ်နဲ့จิตသူတက်တန်းဘလောက်မှလက်ထက်မဲ့ဘာလို့မပတ်သက်နေဘလို့စုမဲ့သူကထုစစ်နေတယ်ပေါ့နော် main ကလေး energy ရှိတဲ့သူပေါ့ယောက်ျားလေးမှာပဲဖြစ်ဖြစ် main ကလေးမှာပဲဖြစ် main ကလေးယောက်ျားလေး sex မခွဲခြားရင်တော့မှပဲfeminine energy ရှိတဲ့လူကသူလိုချင်တဲ့အရာအတိုင်းရအောင်ထိန်းချုပ်နေတယ်ထုစစ်နေတယ်ဆိုတော့ပုံစံမျိုးကိုတွေ့ရတယ်နော်အဲ့တော့ဒါမှမဟုတ်ရင်เนาะဒါမှမဟုတ်ရင်အချို့လူနည်းစုပေါ့နော်လူနည်းစုတွေကကြတော့တပ်ပါတီရှိနေတာမျိုးလည်းဖြစ်နိုင်တယ်เนาะတပ်ပါတီရှိနေတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာတပ်ပါတီရှိနေပြီးတော့ကိုလိုချင်တဲ့အရာကိုရဖို့အတွက်ကိုเนาะကြားထဲကလူဝင်ပြီးတော့ထုစစ်နေတဲ့သူမျိုးတစ်ခုတယောက်ရှိနေနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်နောက် external energy ကကြတော့ 8 of pentacles เนาะ8 of pentacles ဆိုတော့နှစ်ယောက်လုံးကလည်းဒီအချိန်မှာစူးစမ်းနေတယ်ဘဝအတွက်ကိုလှုပ်ရှားရှိတာတွေကိုစူးစမ်းနေတယ်တယောက်နဲ့တယောက်ဒီအချိန်မှာ
ရေရှည်တွေအနာဂတ်တွေအကြည့်ရေးတွေအိမ်နောက်ရေးတွေရိုရာတွေဘာတွေဘက်ကိုတိတ်ပြီးတော့ခယူးမဆိုင်နိုင်ဘူးဒီတနေ့စာတနေ့အလင်းမီအောင်ပဲစူးစမ်းနေရတယ်ဘဝမှာရုန်းကန်စရာတွေခက်ခဲတာတွေเนาะနှစ်ယောက်လုံးမှာကြုံတွေ့နေရတဲ့အတွက်ဒီဟာတွေကိုဒီမီးပုံးလေးတွေကိုဒီကောင်းကင်ကတစ်ပင်မှာချိန်ဆွဲနိုင်မှုအတွက်ကိုအာယုံစိုက်ပြီးတော့လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကိုယ်စိတ်အားထက်တန်ရကိုစူးစမ်းနေတဲ့အရာမှာအောင်မြင်အောင်လို့စူးစမ်းနေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရနှစ်ယောက်လုံးကအဲ့တော့တစ်ဖက်သူအဲ့ဒါဆိုကိုယ့်ဘောမှာတစ္ဆာရှိတာလားဖောက်ပြန်နေတာလားယုံကြည်လို့ရလားဆိုတဲ့အခါကျတော့ Fight of Pentacles เนาะတည်းရပိတ်ထားမှရမယ်နော် Fight of Pentacles ဆိုဒီမှာကောင်မလေးကအဖြူနဲ့အမဲနဲ့ပေါ့နော်ဒီ Fight of Pentacles ကတ်တွေရဲ့themes အဓိပ္ပာယ်ကကြတော့ဒီမှာလဲ Fight of Pentacles ပဲနှစ်ယောက်ကြားထဲမှာတိတ်ပြီးတော့အစင်မပြေတာမျိုးတွေဖြစ်လာနိုင်တယ်เนาะအဲ့တော့အခြေအနေတွေအရင်တဖြည်းဖြည်းဒီလိုကိုအတွက်ကိုစူးစမ်းရုန်းကန်ရင်းနဲ့နှစ်ယောက်ကဝေးကွာလာတာမျိုးเนาะကိုနှစ်ယောက်ကြားထဲမှာတခြားသူကြောင့်မဟုတ်ဘဲနဲ့เนาะတခြားသူကြောင့်မဟုတ်ဘဲနဲ့လေအမြင်တွေအယူဆတွေမတူတာကွဲပြားခြားနားတာ conflict တွေဖြစ်လာတာတွေကြောင့်မို့လို့တဖြည်းဖြည်းဝေးကွာလာတာမျိုးတွေဖြစ်နိုင်တယ်လို့ပြထားတယ်ဒီမှာဆိုရင်ဒါကကောင်မလေးနှစ်ယောက်ပေါ့နော်ကောင်မလေးနှစ်ယောက်ဒီကောင်မလေးကသပင်းရွှေရောင်အနေနဲ့ဒီဘက်ကောင်မလေးကအမဲလေးနဲ့သူကအဝတ်စုံအပြည့်ပါတယ်ဒီတယောက်ကဝတ်စုံမပါအောင်เนาะအဲ့တော့တဖြည်းဖြည်းနဲ့သူလန်းသူရှောက်ကိုလန်းကိုရှောက်ရင်းနဲ့ဂျားထဲမှာကွာဟမှုတွေတယောက်နဲ့တယောက်အမြင်အယူအဆတွေမတူညီတာတွေเนาะဒီမှာဆိုဒီရွှေပြားလေးတင်းကားပြားရှိတယ်တင်းကားပြားနှစ်ခုငွေကြေးတို့အခက်ခဲတို့ဘဝအတွက်မျှော်လင့်ချက်တွေရည်မှန်းချက်တွေထားရင်လည်းတယောက်နဲ့တယောက်ဝေးကွာလာတာမျိုးတွေဖြစ်နိုင်တယ်တဲ့เนาะအဲ့တော့ဒီ reading အရာခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်သက်ပါတီရှိလို့เนาะသက်ပါတီရှိလို့ဖောက်ပြန်လို့เนาะသက်ပါတီရှိလို့ဖောက်ပြန်လို့ဒီအခြေအနေတွေဒီလိုဖြစ်လာမှာတက်ဆိုင်ရင်လောကဒဏ်ကြောင့်เนาะလောကဒဏ်ကြောင့်ကိုယ့်အတွက်လေကိုစူးစမ်းနေတယ်ထုစစ်နေတယ်ကိုအောင်မြင်မှုအတွက်ကိုလုံနေရင်းနဲ့နှစ်ယောက်ကြားထဲမှာတဖြည်းဖြည်းနဲ့ဝေးကွာလာတာမျိုးကွဲကွာလာတာမျိုးအခြေအနေတွေအဆင်မပြေလာတာမျိုးတွေဖြစ်နိုင်ရရှိတယ်လို့ပြောထားတယ်เนาะအဲ့တော့သစ္စာဖောက်နေလားဖောက်ပြန်နေလားဆိုရင်သစ္စာဖောက်နေရတော့တွေ့ဖို့ရာခိုင်နှုန်းနည်းတယ်เนาะဒီ3 Pentacles ကလည်းဒီကတ်တွေအရာအကုန်လုံးအရာခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်သက်ပါတီရှိနေတာဆိုတိုင်းဟာအရန်ရာလုံးနည်းတယ်เนาะနှစ်ယောက်ကြားထဲမှာကိုဘဝတိုးတက်မှုအတွက်ကိုအာယုံစိုက်ပြီးတော့အသီးပွင့်နေခံစားဖို့နေရိပ်လာနေဖို့အဆောင်စူးစမ်းနေတယ်စူးစမ်းမှုရလက်တွေကိုစောင့်ဆိုင်နေရတယ်အဲ့လိုအခြေအနေတွေကနေเนาะလိုတဲ့ဟာထပ်ပို့ပြီးတော့နှစ်ယောက်ကြားထဲမှာဝေးကွာမှုတွေအဆင်မပြေတွေညှိနှိုင်းရစရာတွေဖြစ်လာတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုပြောထားတယ်เนาะဒါကတော့ collective reading လေးဖြစ်ပါတယ်နောက်ရက်ကြလို့ရှိရင်ကြတော့ဒီကိုနဲ့ကိုယ့်ရဲ့တစ်ဖက်သူเนาะတစ်ဖက်သူနဲ့သူ့ရဲ့တက်ပါတီပေါ့เนาะအဲ့ဒါတက်ပါတီ reading လေးကိုလည်းဒီမှာစူးစမ်းပြီးအချိန်ရအောင်လုပ်ပြီးတော့တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်